ကျွန်တော်တို့ထိုင်းမှာရှိတဲ့ကျွန်တော်ရဲ့တငယ်ချင်းမိတ်ဆွေများတနေ့လာတဲ့အလုံးနဲ့အိမ်နဲ့လိုပဲလုံးမနေပါနဲ့ကျွန်တော်တို့အားလာတဲ့အခြေလေးတွေမှာခရီးတွေပါတွေထွက်ကြပါဒါနဲ့စကားမဆက်ကျွန်တော်တို့အန်ဂျယ်ကင်းဖို့အတွက်စက်ကစီးရင်ဥထိုးတွေဆောက်ကြပါဒီနေ့ကျွန်တော်ဘယ်သွားမှလဲဆိုတော့ဒီဖူကက်အမခါမှာရှိတဲ့ငါးပြတဲ့တစ်ခုသွားမှာဖြစ်ပါတယ်တကယ်လို့တငယ်ချင်းတို့သွားချင်တယ်ဆိုရင်ကျွန်တော်တို့ပူကက်အကွာလီယန်ဆိုပြီးတော့ Google Map မှာရက်ချက်ကြည့်ပြီးသွားလို့ရပါတယ်ကျွန်တော်ကတော့သွားဖို့စိတ်ကူးထားတာကြာပြီဒါပေမဲ့မသွားဖြစ်ဘူးပေါ့ဒီနေ့တော့ကျွန်တော်ရောက်အောင်သွားလိုက်ပါတယ်ကျွန်တော်တို့ဒီလမ်းလေးနဲ့ဒီနေရာလေးကတော့ငါးပြတ်တဲ့မရောက်ခင်မှာရှိတဲ့နေရာလေးဖြစ်ပါတယ်သဘောလည်းကျပါတယ်ဘာလို့ဆိုတော့နေဝင်စီးစာလေးကြီးပြီးတော့ဒီနေရာမှာလာရအပန်းဖြေလို့ရတာပေါ့အခုဆိုကျွန်တော်ငါးပြတ်တဲ့ရက်နေပြီဖြစ်ပါတယ်ဒါနဲ့ကျွန်တော်တို့မြန်မာတွေဆိုရင်ကျွန်တော်တို့ပန်းရံကပ်ပြပြီးမှအထက်ဝင်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့တရားဘာချစ်ဆက်ပေးရပါတယ်ကျွန်တော်တို့ငါးလေးတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောက်ပါတယ်ပြီးရင်ကျွန်တော်တို့လူတကူစားလောက်ရှိတဲ့ငါးရက်ရှိတယ်ဟိုးအဒီမြင်နေရတဲ့အဲ့ဒီအထက်ကငါးပေါ့တော်တော်လေးကိုကြည်တာငါးရက်ကျွန်တော်လက်ဖွားနဲ့တက်ပြမယ်ကျွန်တော်အဲ့ဒီငါးတဲတဲ့ချိန်ချမှာကျွန်တော်လက်ဖွားသေးသေးလေးပဲခြာတယ်ဒီကျွန်တော်လက်ဖွားအဲ့ဒီငါးတကောက်စားလို့မရှိဘူးနော်တော်တော်လေးကိုကြည်တာပြီးရင်ဒီကောကျတော့ကျွန်တော်တို့ဒဝဲမှာဆိုလီကမန်ဆိုပြီးခေါ်တာပေါ့နော်ကျွန်တော်ဗမာနာမည်တော့မသိဘူးဘာငါလည်းမသိဘူးတကယ်ကြီးလို့သိရင်ကျွန်တော်တို့ comment အမှာဝင်ရေးခဲ့ပေးပါကျွန်တော်တို့ငါပြတဲ့မှာငါးတွေပါလေးကြည့်ပြီးဆိုတော့ကျွန်တော်အပြင်မှာအပန်းဖြေလို့ရတဲ့နေရာလေးတစ်နေရာရှိသေးတယ်ကျွန်တော်တို့နေရာလေးကဒီနေရာလေးဖြစ်ပါတယ်အစိုးရကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆိုကြမယ်